ဖော်ဖများလုံးမင်္ဂလာပါကလော့ကနာကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညနေအစောဆုံးပွဲစဉ်တပွဲဖြစ်တဲ့ Manchester United နဲ့ Hull City တို့ရဲ့ကျွန်တော်တို့ကစားခဲ့ကြတဲ့ပရီးမီယာလိဂ်ပွဲစဉ်တစ်မှာဆိုရင်တော့ Hull City ရဲ့အိမ်ဝင်းမှာ Manchester United ကတော့ကျွန်တော်တို့2-0ဆိုပြီးတော့ကျွန်တော်ပထမဦးဆုံးပွဲစဉ်မှာပဲရှုံးနေမှုတွေကိုတော့ကြုံတွေ့သွားတဲ့အနေအထားမျိုးရှိပြီးတော့ဒီပွဲစဉ်လို့ကျွန်တော်ပွဲပြီးသုံးသက်ချက်လေးနည်းငယ်လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမစခင်ကျွန်တော် YouTube channel လေးကိုညီကိုတွေနဲ့ like subscribe ကတည်းlike subscribe လုပ်ပြီးကူညီပေးသွားလို့ရပါတယ်ဒီနေ့ပွဲထွက်လာတဲ့အခင်းကျင်းမှာဆိုရင်တော့ Hull City ဘက်ကတော့ရှင်းပါတယ်သူတို့ရဲ့အိမ်ဝင်းမှာကျွန်တော်တို့အိမ်ဝင်းဖြစ်ကျွန်တော်ဝင်းဖြစ်ပါတော့เนาะကျွန်တော် Manchester United နဲ့တွဲဆုံနိုင်အောင်သူတို့အတွက်ကတော့အများနဲ့လို့ရလက်ကောင်းလို့မရှိခဲ့တဲ့ကျွန်တော်တို့ပရီးမီယာလိဂ်မှာဆိုရင်တော့ဒီတစ်ခါမှဆိုရင်တော့เนาะကျွန်တော်သူတို့ရဲ့အိမ်ဝင်းမှာဆိုရင်တော့ Manchester United ကိုပထမဦးဆုံးပြန်လဲရှင်ပြိုင်တဲ့ပွဲစဉ်မှာပဲကျွန်တော်တို့2-0ဆိုတဲ့နိုင်ပွဲနဲ့အတူပဲတော်လေးမှအဖွင့်လှခဲ့တယ်လို့တော့ပြောလို့ရတယ်တစ်ဖက်က United ကတော့ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်လူစုံထုတ်လာခဲ့တဲ့အနေအထားမျိုးမှာဆိုရင်ကစားသမားတွေအနေနဲ့ကျွန်တော်အမှားယွင်းတွေရှိခဲ့တဲ့အနေအထားမျိုးပါအမှားယွင်းတွေပြောမဲ့အနေအထားမျိုးမှာဆိုရင်ဘယ်လိုပြောမလဲအထူးသဖြင့်ကျွန်တော် United ကွင်းလေပါတယ်เนาะ United ကွင်းလေပါမယ်ဒီနေ့ပွဲထွက်ခဲ့တဲ့ကစားသမားဖြစ်တဲ့ Anthony Santos နဲ့ Tielemans တို့လည်းအဆင်မပြေခဲ့တဲ့အနေအထားမျိုးဖြစ်တဲ့Anthony Santos အနေနဲ့ကျွန်တော်ဘောလုံးတွေအမှားတွေကျူးလွန်ခဲ့တယ်ဒီလိုမျိုးအမှားတွေကိုတစ်ဖက်က Hull City နေအနေနဲ့အခွင့်အရေးသူတို့အနေနဲ့အတုံးမချနိုင်ခဲ့တဲ့အနေအထားမျိုးရှိခဲ့တယ်Anthony Santos အနေနဲ့ကျွန်တော်လောဘောလုံးမှာကျွန်တော်လွတ်ကျွတ်ကျွန်တော်လူပေးရမယ့်အနေအထားမျိုးမှာလူပေးမှားခဲ့တဲ့အခြေအနေမျိုးမှာဆိုရင်တော့တစ်ဖက်ကကျွန်တော် Hull City ရဲ့ကွင်းလက်ကစားသမားဖြစ်တဲ့ Kroos Taylor တို့အနေနဲ့ဘောလုံးလက်ခံရရှိတဲ့အခြေအနေမျိုးတွေပါတော့ကျွန်တော်ဖြစ်သွားတယ်ဒါမှမဟုတ်လည်းသူတို့ရဲ့ Hull City ဘက်ကလည်းကျွန်တော်တို့ဘောလုံးဒီရလာတဲ့အခွင့်အရေးသူတို့အနေနဲ့လည်းပြိန်းတော့အသုံးချနိုင်တယ်ဘောလုံးသူတို့နေအေးစေးထိရမယ့်အနေအထားမျိုးမှာဆိုရင်တစ်ဖက်က United ကျွန်တော်တိုက်စစ်ကစားသမားတွေကနေတော့ဘောလုံးတွေပြိန်းတော့လွတ်လိုက်တဲ့အနေအထားမှာသူတို့တော့ကလည်းတိတ်ပြီးတော့အဆင်မပြေတဲ့အနေအထားမှာဒါနဲ့ပွဲကြည့်လက်ကျွန်တော်အလှည့်ပြောင်းပေါ့နော်ပွဲအလှည့်ပြောင်းဖြစ်ခဲ့တာတော့ကျွန်တော်ပထမဦးဆုံးသွင်းကိုတော့ကျွန်တော် Hull City ရဲ့ကျွန်တော်တို့ပထမဦးဆုံးအဖွင့်သွင်းကိုပေါ့နော်ဒီကိုကတော့တော်တော်လေးမှကောင်းမွန်တဲ့ပုံစံလို့တော့ပြောလို့ရတယ်နော်ဘယ်သူလဲအကြာကြီးရဲ့ကျွန်တော်တို့သွင်းကိုအကြာကြီးရဲ့သွင်းကိုအနေနဲ့တစ်ဖက်ကကျွန်တော်တို့တောင်ပန်ကစားသမားအနေနဲ့ကျွန်တော်တို့ဘယ်လိုလဲစထရောင်းအနေနဲ့ကျွန်တော်ဖြတ်တင်ပေါ်ပေးလိုက်တဲ့အနေအထားမျိုးမှာဆိုရင်တော့ကျွန်တော်စနီလမန်အနေနဲ့ကျွန်တော်ပို့ထုတ်လိုက်တဲ့အနေအထားမျိုးတွေနဲ့ရှိခဲ့တယ်เนาะဒါမှလည်းသူ့အနေနဲ့ဒီပို့ထုတ်လိုက်တဲ့အနေအထားမျိုးမှာဆိုရင်ဘယ်လိုပြောမလဲစနီလမန်လည်းကျွန်တော်တို့လုံးဝဟန်ချက်ကပြတ်သွားတယ်အဲ့ချိန်မှာကျွန်တော်တို့ဟေဘန်เนาะဟေဘန်အနေနဲ့ကျွန်တော်တို့ပြန်ပြီးတော့ဘောလုံးကျွန်တော်ရှင်ပြီးတော့လူရမယ့်အနေအထားမျိုးသူ့အနေနဲ့ဘောလုံးလှုပ်ပေးလိုက်တဲ့အနေအထားမျိုးပါပြန်ထွက်လာတဲ့ဘောလုံးကိုတော့ကျွန်တော်နောက်တန်းသမားဖြစ်တဲ့အကြာကြီးအနေနဲ့ကျွန်တော်ပိတ်သိမ်းသွားပြီးတော့ကျွန်တော်တို့18မိနစ်မှာပဲကျွန်တော်တို့ Hull City တွေနဲ့ဥဆောင်ကိုစတင်ပြီးတော့ရရှိသွားတယ်ဒီရရှိသွားတဲ့အနေအထားမျိုးမှာပဲ United အနေနဲ့ထပ်တော့ကျွန်တော်တိုက်စစ်စင်မှုတွေကြိုးပမ်းတယ်တစ်ဖက်က Hull City ကတော့ရှင်းပါတယ်သူတို့အနေနဲ့ဒီနေ့ပွဲစဉ်မှာသူတို့ United တို့အနေနဲ့ရှင်ပြီးတော့ကစားဖို့ကြိုးစားခဲ့မယ်သူတို့ကတိတ်တော့အဆင်မပြေဒီတက်ကြောင့်ကျွန်တော်နောက်တန်း9ယောက်နေရာမှာကျွန်တော်နောက်တန်း9ယောက်ပွဲထုတ်လာတဲ့ 5-4-1 ဆိုတဲ့အနေအထားမျိုးဖြစ်ပြီးတော့ဒီနောက်တန်း9ယောက် block ကိုတော့ကျွန်တော် United တိုက်စစ်ကစားသမားတွေကွင်းလေတွေနဲ့လုံးဝဖြေသွားလို့မရတဲ့အထိကိုတော့တော်တော်လေးမှကောင်းမွန်တဲ့ကျွန်တော်တို့နောက်တန်းလုံးကျွန်းကစားသွားတယ်လို့တော့ကျွန်တော်မြင်တယ်အထူးဖြင့်ကျွန်တော်တို့Hull City ရဲ့နောက်တန်းမှာဆိုလို့ကျွန်တော်ရဲ့ပုံကိုကြီးတယောက်တည်းအမြင်ရဆိုရင်တော့မန်ဒီရဲ့ကျွန်တော်တော်တော်လေးမှကျွန်တော်တို့ဖြတ်ထုတ်မှုတွေကတော့တော်တော်လေးမှကောင်းခဲ့တာဗျာအမ်ဘူမိုတို့ရဲ့ကျွန်တော်ဖြတ်တင်ပေးမှုတွေသူနေနဲ့လုံးဝမလုပ်ဘူးအမြင်ဘောတွေလားတော့အောက်ကနေကျွန်တော်မြင်လိန်ဘောလာတဲ့ဘောလုံးတွေလားကျွန်တော်မန်ဒီနေနဲ့ဒီနေ့ပွဲစဉ်မှာကျွန်တော်မိနစ်80ကျော်ထိလောက်ကစားသွားပြီးတော့တော်တော်လေးမှရှင်းထုတ်ပုံတွေကောင်းတဲ့အခြေအနေမျိုးတွေတွေ့ခဲ့ရဆိုဒုတိယအသွင်းကိုကလည်းကျွန်တော်မန်ဒီနေနဲ့သူနေနဲ့ဂိုးသွင်းသွားတဲ့အနေအထားမျိုးပါဒုတိယအသွင်းကိုကတော့ United ကျွန်တော်ကိုယ်နဲ့ကစားသမားဖြစ်တဲ့ Tielemans ရဲ့ကျွန်တော်ဖြတ်ထုတ်ပုံပေါ့နော်ဖြတ်ထုတ်ပုံကျွန်တော်တို့မသေးတက်တဲ့အနေအထားမျိုးနဲ့ကျွန်တော် free kick ပေးလိုက်ကြတဲ့အနေအထားမျိုးပါကျွန်တော်ရလာတဲ့ free kick ကိုတော့ကျွန်တော်ဘလူမီနေနဲ့ကျွန်တော်တို့ကန်တင်လိုက်တဲ့အနေအထားမျိုးမှာဆိုရင်တော့အဲ့ဒီအလုံးဆိုလို့ဆိုရင်တော့ဘယ်လိုပြောမလဲဟာရီမကွိုင်းရဲ့အဲ့လုံးဆိုလို့ဆိုရင်ဟာရီမကွိုင်းရဲ့ပြီးလို့ဆိုရင်တော့ကျွန်တော်တို့တယ်လီမန်ရဲ့ရှိနေတဲ့အနေအထားမျိုးပါသူတို့เนี่ยဘောလုံးရှင်ပြီးတော့ကျွန်တော်တို့ခေါင်းချင်းရှင်တိုက်တယ်ဒါပေမဲ့လည်းဘောလုံးကလုံးဝထွက်လာတဲ့အနေအထားမျိုးကမန်ဒီနေနဲ့ခေါင်းတိုက်ပြီးတော့တွင်းသွားပြီးတော့ပွဲမိနစ်30နဲ့မှ10မိနစ်မှာပဲကျွန်တော် Hull City နေနဲ့ထပ်ပြီးတော့ဥဆောင်ကိုရလိုက်တဲ့အနေအထားမျိုးဖြစ်ပြီးတော့ပထမပိုင်းမှာနေ2-0နဲ့ကျွန်တော် Hull City ကဥဆောင်သွားတဲ့အနေအထားပဲပါဒီအချိန်မှာကျွန်တော် United ကတော့ကျွန်တော်တောက်လျှောက်ဘောလုံးပိုင်ဆိုင်မှုမှာလည်းတော်တော်လေးမှဘောလုံးပိုင်ဆိုင်မှုကကျွန်တော်80ကျော်ထိရခဲ့တာเนาะကျွန်တော်တို့ဂိုးပေါက်ကမ်ပင်းချိန်မှာဆို20နှစ်မှတစ်ကြိမ်ရှိခဲ့တဲ့အနေအထားမျိုးက Hull City ကတော့ကျွန်တော်8ကြိမ်ပဲရှိတယ်ဂိုးပေါက်တဲ့အနေအထားမျိုးက9ကြိမ်ရှိပြီးတော့ကျွန်တော်ဂိုးအဖြစ်ကျွန်တော်ပြောင်းလဲနိုင်ခြင်းလုံးဝမရှိတဲ့0ပါ
နောက်တစ်ဖက်ကကျွန်တော်တို့ဟူစီတီကတော့ကျွန်တော်တို့ခုပေါက်တဲ့ကန်ချက်၄ချိန်ရှိခဲ့တဲ့အနေအထားမျိုးနှစ်ကိုပြောင်းလဲနိုင်ခဲ့တဲ့အနေအထားမျိုးဒီနေ့ပွဲစဉ်မှာဆိုဟူစီတီရဲ့ဂိုးသမားဖြစ်တဲ့ဇိုလာကစ်အနေနဲ့တော်လေးမှာကျွန်တော်လက်စွမ်းပြကာခဲ့သွားတယ်လို့မြင်တယ်အဝေးကန်ချက်တွေပြီးလို့ဆိုရင်ကျွန်တော်ထောက်ကန်ဘောတွေကိုလည်းသူ့အနေနဲ့ထပ်ဖမ်းလိုက်တဲ့အနေအထားမျိုးဒီနေ့ရဲ့ကျွန်တော်ရဲ့အမြင်အရဆိုရင်တော့တိုက်စစ်ပိုင်းပေါ့နော်တိုက်စစ်ပိုင်းမှာဆိုရင်တော့ဘယ်လိုဖြစ်မလဲဆိုတော့ United တိုက်စစ်ကစားသမားတွေနဲ့အမြင်ဘောကိုကျွန်တော်ပေးသွားတာတော့တော်တော်လေးမှအဆင်မပြေခဲ့ဘူးလို့မြင်တယ်ဘာဖြစ်လို့ဆိုတော့အမြင်ဘောတွေပေးမယ်ပေးလိုက်တဲ့အနေအထားမျိုးတစ်ဖက်ကဟူစီတီရဲ့ကျွန်တော်တို့နောက်တန်း9ယောက်ခံစစ်ဒီနောက်တန်း9ယောက်ခံစစ်ကအမြင်ဘောတွေကြောင့်ကောင်းတဲ့အနေအထားမျိုးသူတို့တွေဘလို့မှအမြင်ဘောတွေပေးလိုက်တဲ့ဂိုးသမားဆိုလာကစ်ကထပ်ဖမ်းတယ်အဲ့လိုမှမဟုတ်ရင်တော့ကျွန်တော်တို့နောက်တန်းသမားဖြစ်တဲ့အဂျာဟီတို့အီကန်တို့မန်ဒီတို့ကတောက်ရောက်ရှင်းနေတဲ့အနေအထားမျိုးဖြစ်တဲ့အတွက်ကြောင့် United ကျွန်တော်တောင်ပန်တွေကနေတော့ဘောလုံးတွေဖြတ်တင်ပေးမှုဒီအဆင်မပြေတဲ့ကျွန်တော်ဖြတ်တင်ပေးမှုတွေပဲတောက်လျှောက်လုပ်နေတဲ့အနေအထားမျိုးမှာဆိုရင်တော့ဘလို့မှအဆင်မပြေဒီချိန်မှာကျွန်တော်ဒုတိယပိုင်းမှာကျွန်တော်တို့ Sasco တို့ဘာလို့ထပ်လာတယ်ကုညာတို့ဘာလို့ထောက်တယ်ပြီးတော့ကျွန်တော်တောင်ပန်ကစားသမားတွေကိုလဲလိုက်တဲ့အနေအထားမျိုးပါနော်ပြီးတော့ကွင်းလက်ကစားသမားနော်ကွင်းလက်ကစားသမားတယ်လီမန်ကိုကျွန်တော်တို့အန်တိုနီဆန်တိုကိုလဲလိုက်တဲ့အနေအထားမျိုးတွေမှာဆိုတော့ United တက်ကတော့ဒုတိယပိုင်းမှာကျွန်တော်ဘောလုံးတွေပဲဆက်ပြီးတော့ကင်ထားတယ်တိုက်စစ်တွေကိုကျွန်တော်လုပ်တယ်ဒီချိန်မှာကျွန်တော်ဘယ်လိုပြောမလဲမက်ကရက်ဖူပေါ့နော်ရက်ဖူနဲ့ကျွန်တော်တို့လူရှော့တို့ရဲ့အတွေ့အကြုံတော်တော်လေးမှအဆင်ပြေခဲ့တဲ့အနေအထားမျိုးကိုကျွန်တော်တွေ့ခဲ့ရတယ်လူရှော့အနေနဲ့ကျွန်တော်တို့မက်ကရက်ဖူကိုကျွန်တော်တွေ့တယ်မက်ကရက်ဖူအနေနဲ့ကျွန်တော်တို့ goal area ပေါက်ထဲကိုပြန်ပြီးတော့ထိုးပေးလိုက်တဲ့အနေအထားမျိုးမှာဆိုတော့တော်တော်လေးမှကောင်းခဲ့တာဒီလုံးဆိုကျွန်တော် goal သွားမလားတော့ထင်လိုက်ခဲ့တဲ့အနေအထားမျိုးမှာဆိုတော့ကျွန်တော်ဒါမှမဟုတ်လေတစ်ဖက်ကကျွန်တော်တို့ဇိုလစ်တောင်မှဖြစ်တယ်ကျွန်တော်အီကန်ရဲ့ကျွန်တော်ဖြတ်တော့မှုတော်တော်လေးမှကောင်းခဲ့တယ်ပထမပိုင်းမှာကျွန်တော်ဂိုးရနိုင်ကြီးရှိတဲ့ကျွန်တော်တို့အလုံးတွေများရှိခဲ့ပါတယ်เนาะအထူးဖြင့်ကျွန်တော်တို့အမ်ပူမိုရဲ့ကျွန်တော်ဖြတ်တင်ပေးမှုပေါ့เนาะအမ်ပူမိုရဲ့ကျွန်တော်ဂိုး area တွေကိုဖြတ်တင်ပေးမှုကိုတော့ကျွန်တော်တို့တစ်ဖက်ကကျွန်တော်တို့ပထမဒိုကူပေါ့နော်ပထမဒိုကူအနေနဲ့ကျွန်တော်အပိုင်ခွင့်ရေးပိတ်သိမ်းခဲ့ပေမဲ့လည်းဘောလုံးမထိဘဲနဲ့လွတ်ထွက်သွားတဲ့အနေအထားမျိုးတွေကြောင့် United ကတော့တော်တော်လေးမှခံစားသွားရတဲ့အနေအထားမျိုးပါတကယ်ကျွန်တော်တို့ပွဲတကယ်ပရီးမီးယားလိရဲ့ကျွန်တော်ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့အသင်းတွေတသင်းအနေနဲ့ဆိုလို့ဆိုရင်တော့တန်တက်လာတဲ့အသင်းတွေနဲ့အထူးဖြင့်ကျွန်တော်အသင်းငယ်လေးတွေပေါ့နော်အသင်းငယ်လေးတွေရဲ့ဒီ low block တွေကိုကျွန်တော်တို့အနေနဲ့ဘယ်လိုတွေဖြည့်ရှင်းပါလဲဒီနေ့ပွဲစဉ်မှာဆိုလဲနီးပြဖြစ်တဲ့ Michael Carrick ကိုတော့ကျွန်တော်ဒီသင်ခန်းစာကောင်းကောင်းပေးလိုက်တယ်လို့တော့ကျွန်တော်မြင်တယ်သူ့အနေနဲ့တစ်ဖက်ကကျွန်တော်နောက်တန်းတာမျိုး9ယောက်နောက်541ထွက်လာတဲ့အနေအထားမျိုးမှာဆိုဘယ်လိုတွေကျွန်တော်တို့ block တွေကိုဖြည့်သွားမှာလဲတက်ချက်ကစားသမားတွေနဲ့အမြင်ဘောတွေပဲသွားတယ်အဝေးကန်ချက်တဲ့ဟိုဗာလဲ Bruno ဆိုလို့ဆိုရင်ဝေးကန်ချက်တွေပဲကန်ပါဒါမှမဟုတ်လဲသူ့ရဲ့ကန်ချက်တွေကတော်တော်လေးမှဝေးတဲ့အနေအထားမျိုးဖြစ်တဲ့အတွက်ကြောင့်တိတ်ပြီးတော့မထိရောက်ခဲ့တဲ့အနေအထားမျိုးတွေရှိခဲ့တဲ့အနေအထားမျိုးပါအမ်ပူမိုဆိုလို့ရှိရင်လည်းအပိုင်ခွင့်ရေးကျွန်တော်ရခဲ့တယ်ကုညာရဲ့အလုံးပေါ့နော်ကုညာကွင်းလယ်ကနေတော့ကျွန်တော်တို့ဘောလုံးလက်ခံရရှိရအောင်ဆိုတော့သူ့လူနဲ့တိုက်စစ်ကိုကျွန်တော်လွတ်လွတ်ကျွတ်ကျွတ်ထိုးပစ်လိုက်တဲ့အနေအထားမျိုးမှာဆိုတော့အမ်ပူမိုနေနဲ့လွတ်လွတ်ကျွတ်ထွက်သွားတယ်ဒီချိန်မှာကျွန်တော်ဂိုးသမားနဲ့1 by 1ကျွန်တော်တို့တွေ့တဲ့အနေအထားမျိုးမှာဆိုလာရက်နေနဲ့ကျွန်တော်တို့ဘယ်ညာလက်နဲ့နာမည်ပို့ထုတ်လိုက်တဲ့အနေအထားမျိုးပါเนาะဒီအတွက်ကြောင့်ကျွန်တော် United အနေနဲ့ကျွန်တော်ဒီနေ့ပွဲစဉ်တော့ဂိုးမရရှိပဲနဲ့ဟူစီတီရဲ့အိမ်ဝင်မှာပဲကျွန်တော်2-0ဆိုပြီးတော့ကျွန်တော်တို့ရှုံးနေမှုကိုတော့စတင်ပြီးတော့တွေ့ခဲ့ရတဲ့အနေအထားမျိုးပါ United အနေနဲ့ကျွန်တော်တို့ရှစ်လာမဲ့ပွဲစဉ်တွေမှာကျွန်တော်ဒီလိုမျိုးကျွန်တော် low block တွေဘယ်လိုတွေဖြည့်သွားမှာလဲနီးပြဖြစ်တဲ့ Michael Carrick အနေနဲ့ဒါတွေဘယ်လိုပြီးတော့ဖြည့်ရှင်းမလဲဆိုတော့ကျွန်တော်စောင့်ကြည့်တဲ့အနေအထားမျိုးဖြစ်ပြီးတော့ဒီနေ့ပွဲစဉ်မှာတော့ United ရဲ့ပွဲအတွက်ကစားသမား17ယောက်လုံးမှာဆိုရင်တော့ကျွန်တော်မြင်ရဆိုရင်တော့မကွိုင်းရတယောက်လောက်ပဲကျွန်တော်တို့နောက်ပိုင်းမိနစ်တွေမှာပို့ပြီးတော့အဆင်ပြေလာတယ်လို့တော့ကျွန်တော်မြင်တယ်ကျွန်တော်ကစားသမားတွေကျွန်တော်အနေနဲ့တိတ်တော့အဆင်မပြေဘူးလို့တော့မြင်တယ်အထူးသဖြင့်ကျွန်တော်ကွင်းလက်ကစားသမားတွေနော်စန်တိုနဲ့ကျွန်တော်တယ်လီမန်တော့တိတ်တော့အဆင်မပြေဘူးလို့တော့မြင်တယ်ဒီနေ့ပွဲစဉ်မှာတော့ညီကိုတို့အနေနဲ့ဘယ်လိုမြင်ကြလဲဝင်အောင်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်။ဘာလို့ကြည့်ရှုပေးတဲ့ညီကိုတို့ချင်းနဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတော့ပါဗျာ။